Hello ဒီနေ့ကတော့ထူးထူးဆန်းဆန်းလေးဖြစ်သွားအောင်ကြက်သားကိုဘီယာနဲ့ချက်ပြပါမယ်ရှင်။ကြက်ဘီယာဖြစ်တဲ့အတွက်ကြောင့်မလို့အရသာကလုံးဝတမှုထူးပြီးတော့စမ်းပြနေရပါ။အခုလိုမျိုးဟင်းချက်နည်းတွေကိုသိချင်နေဆိုရင်တော့ channel ကိုပထမဦးဆုံး like and subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့နော်။ကဲပထမအဆုံးအနေနဲ့ဈေးကဝယ်လာတဲ့ကြက်တောင်ပန်ရဲ့ဒီကြက်ပေါင်ရဲ့တွေကိုညီမတို့ဒါစားရဲ့ပြီးတော့ဒါညှင်းချုံမုံပြီးတော့ကြက်သားမုတ်လေးထည့်လိုက်ပါမယ်။သူကနတ်ထားရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပဲငံပြားကြီးအကျဲနဲ့ပဲငံပြားကြီးအနောက်ကိုလည်းထည့်လိုက်ပါမယ်ရှင်။သူကကြတော့ရိုးရိုးအသားသုံးလဲရတယ်ဆိုပေမဲ့လည်းအယိုးနဲ့ဆိုတော့ပို့ပြီးတော့စားလို့ကောင်းတဲ့အတွက်ကြောင့်မလို့ညီမကြက်တောင်ပန်နဲ့ကြက်ရိုးကိုဝယ်လိုက်တယ်ပေါ့နော်။ပြီးတော့နောက်ဆုံးအနေနဲ့ခရုစီလေးလည်းထည့်လိုက်ပါမယ်။ညီမတို့ကတော့ဒါကိုကြက်ညွတ်လို့ခေါ်တယ်ဒါပေမဲ့သူများကတော့တော်တော်များများတော့ပဲငံပြားကြီးအနောက်လို့လည်းခေါ်ကြတယ်ပေါ့နော်အမျိုးမျိုးခေါ်ကြပါတယ်ပြီးတော့သူတို့ကိုတိချာလေးနှက်ဆက်ပြီးတော့အသားထဲစိတ်ဝင်သွားအောင်နေလိုက်ပါမယ်သူကဒီနေရာကအဓိကဖြစ်တဲ့အတွက်ကြောင့်မလို့တိတိချာလေးနက်နက်ဆက်ဆက်လေးဖြစ်သွားအောင်နေပြီးတော့ဒီ5-50မိနစ်လောက်ထပ်ပြီးတော့ဒီတိုင်းပဲထားမယ်ပေါ့နော်ပြီးတော့ရက်သွမိတ်ကိုပုံမှန်ဖြတ်နေကြမဟုတ်ပဲねဒီတစ်ခေါက်ကတော့ဒီလိုမျိုးလေးလုံးလိုက်မယ်ပေါ့နော်ဒီချက်သူမိတ်ကိုဘယ်လိုမျိုးလုံးရမလဲဆိုရင်လွယ်ပါတယ်ကျိုးချီနီးအတိုင်းပဲဒီတိုင်းထုံးလိုက်ရင်ရပြီပေါ့နော်ဒီကျွတ်အိတ်တွေပါညာတွေချီတဲ့ပုံစံအတိုင်းလေးပဲထုံးလိုက်ရင်ရပါပြီပြီးရင်တော့ငရုတ်သီးစိမ်းကိုလည်းအခုလိုမျိုးပပလေးဖြတ်ထားပါမယ်နောက်ထပ်ဂျင်းကိုလည်းပပလေးလီးထားပါမယ်ကျတူဖြူကိုလည်းအခုလိုမျိုးပဲခုနငရုတ်သီးနဲ့ဂျင်းလိုမျိုးဖြတ်တယ်လိုမျိုးပဲပပလေးလီးထားမယ်ပေါ့နော်ရှမ်းနန်ကိုလည်းလက်တစစ်စာပေါ့တလက်မလာဝင်းစင်ဖြတ်ထားပါမယ်ရှင်ခုလိုမျိုးအားလုံးလီးပြီးသွားပြီဆိုရင်တော့ပါဝင်ပစ္စည်းအသေးစိတ်ကိုပြပါမယ်ဒီမှာမပြရသေးတာကပါကောစကောလို့ခေါ်တယ်သူကတော့တရုတ်ဟင်းချက်တဲ့နေရာမှာသုံးတယ်ပေါ့နော်ဈေးတွေမှာလည်းအလွယ်တကူဝယ်လို့ရတယ်ပါကောစကောလို့ပြောရင်ရတယ်ပေါ့နော်ပြီးရင်တော့အိုးထဲမှာစီထည့်ပြီးတော့ဒီငရုတ်သီး6ရဲ့ဒီပါကောစကောလုံးတွေကိုထည့်ပြီးတော့မွေးတဲ့အထိစီနဲ့တပ်ပေးလိုက်မယ်ပေါ့နော်ပြီးရင်တော့အပေါ်ကနေဂျင်းလေးနည်းနည်းထည့်လိုက်မယ်အနက်လေးမွေးလာပြီဆိုရင်တော့အပေါ်ကနေခုနကနှက်ထားတဲ့ကြက်သားလေးတွေကိုထည့်လိုက်မယ်နော်ကြက်သားတွေကိုလည်းစီထွက်တဲ့အထိထားပြီးတော့ဗောနော်မွေးနေအောင်တေချာလေးလိပ်ရမယ်ပြီးရင်တော့အပေါ်ကနေကြက်သွန်ဖြူလေးထည့်လိုက်ပါမယ်ရှင်ကျက်သွန်ဖြူကိုလည်းအခုလိုမျိုးပဲတေချာလေးအရသာတွေဝင်သွားတဲ့အထိကိုတေချာလေးကိုလိပ်ရပါမယ်တအောင်ကြလို့ကြက်သားတွေနူးဣလာပြီလို့ခန်းစားရတယ်ဆိုရင်ဒီအဓိက main menu ဖြစ်တဲ့ဘီယာကိုစပြီးတော့ထည့်ပါတော့မယ်ရှင်ဒီမှာကတော့ကိုကြိုက်နေတဲ့ဘီယာကိုသုံးလို့ရတယ်ညီမကတော့ညီမကို sponsor ပေးထားတဲ့ gas pack ကိုပဲသုံးလိုက်ပါတယ်ဒီ gas pack ကကြတော့မူရောနဲ့လောက်ထားလားမသိဘူးသူအနက်ကမူရောအနက်ကိုတော်တော်လေးကိုမွေးတယ်အရင်ကတည်းကလည်းအရန်ကြိုက်တယ်အဲ့တော့ဒီကြက်သားနဲ့ဆိုတော့လေဒီအနက်လေးကအရန်လိုက်လို့ဒီ gas pack ကိုရွေးလိုက်တာပေါ့နော်ပြီးပြီဆိုရင်တော့တေချာလေးနှက်ဆက်အောင်မွေရပါမယ်တောင်းနေလို့ဒီရေတွေခမ်းသွားပြီးဒီလိုမျိုးပေါ့နော်အခုလိုမျိုးအနေထားရောက်ပြီဆိုရင်တော့ဒါနည်းနည်းလေးအဆင်ပြေလာပြီဘာလို့လဲဆိုတော့ဘီယာထည့်လိုက်တော့အသားလေးကတော်တော်လေးကိုဣဖတ်ပြီးတော့နုညံ့သွားတာပါအဲ့တော့အပေါ်ကနေထပ်ပြီးတော့ခုနကဖြတ်ထားတဲ့ငရုတ်သီးစိမ်းလေးတွေထည့်မယ်ပြီးရင်ဒီရှမ်းနန်လေးထည့်လိုက်မယ်နောက်ဆုံးဒီကြက်သွန်မိတ်အကုန်လုံးပေါင်းပြီးတော့ထည့်လိုက်မယ်ပေါ့နော်ဘီယာထည့်ထားတဲ့အတွက်ကြောင့်မလို့အသားကအများကြီးနဲ့အကြာကြီးချက်စရာမလိုတော့ဘူးဘာဖြစ်လို့လဲဆိုတော့ तू ကခဏလေးအတွင်းကိုနူးဣသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကြမထားမိဖို့တော့လိုတယ်ပေါ့နော်အနံ့ကလည်း share ပဲလုံးဝကိုဘီယာကြိုက်တဲ့လူတွေအတွက်ဆိုရင်တော်တော်လေးကိုမိုက်တယ်ဒီဟင်းကပြန်စစ်စားကြည့်တော့တကယ်ကိုတစ်ချက်ခုတ်နှစ်ချက်ပြက်ဟင်းပဲဘီယာလေးတောက်ရတယ်အမီးလည်းတစ်ခါလေးစားရတယ်ပေါ့နော်ဒီခုညီမချက်ပြသွားတဲ့ဟင်းကစားတောက်ဆိုင်တွေမှာဆိုရင်လည်း special menu ဖြစ်ထားလို့ရတယ်အဲ့ဒါအပြင်မှာကိုယ့်အိမ်မှာပါတီတွေဘာတွေလုပ်မယ်ဆိုရင်လည်းဒီနီလန်းလေးကအသုံးဝင်တယ်ပေါ့နော်အိမ်မှာလှုပ်စားကြည့်မယ်ဆိုရင်လည်းအရင်အဆင်ပြေတယ်session နဲ့ out တွေတော့မစားသင့်ဘူးဘာဖြစ်လို့လဲဆိုဘီယာပါလို့ပေါ့နော်ကိုဟာကိုဒီ party တွေနဲ့ chill ပြီးတော့လုပ်မယ်ဆိုရင်တော့အရန်ကိုအဆင်ပြေပါတယ်အခုညီမပြထားသလိုမျိုးဆက်လက်ရက်တွေနဲ့စားမယ်ဆိုရင်လည်းအရန်ကိုလိုက်ဖက်တဲ့ဟင်းပဲเนาะတကယ်ထမင်းနဲ့စားကြည့်တကယ်မိုက်တာပါလုံးဝကိုထူးထူးဆန်းဆန်းဟင်းလေးဖြစ်ပါတယ်စက်သားတွေဆိုရင်လည်းလုံးဝကိုလေးဣဖတ်ပြီးတော့လေအဲ့လိုမျိုးဖြစ်သွားတာတကယ်ကိုမိုက်တယ်
အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်like and subscribe လုပ်ခဲ့ဖို့တော့မမေ့ပါနဲ့เนาะအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာတွေ့ဆုံကြပါမယ်တတာ